လာမယ့်အကယ်ဒမီပေးပွဲမှာဇက်ပိုဇက်ရန်တချို့ကိုထိန်ချန်ခဲ့တဲ့ဖိတ်ကြားမှုတွေကြောင့်လူမှုကွန်ရက်ဆိုရှယ်မီဒီယာစာမျက်နှာထပ်ပေါ်မှာပြဿနာတက်နေတာကိုအကယ်ဒမီဦးဆောင်သူချမ်းသာကြည်စိုးကိုယ်တိုင်မှဖြေရှင်းလာပြီးစူပါကျော်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့်2025ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားဖိတ်ကြားလွှာတွေဟာဆိုလို့ရှိရင်တော့အခုချိန်မှာအမှုပညာရှင်အတတ်ပညာရှင်အသီးသီးကိုဖိတ်ကြားပြီးသွားတဲ့အခြေအနေရှိနေခဲ့ပေမဲ့လည်းတချို့သောဇက်ပိုဇက်ရန်နဲ့အတူတချို့သောနုပညာရှင်တွေထံကိုမရောက်ရှိဘဲနဲ့ဖိတ်ကြားခြင်းမခံရတာကတော့အတော်လေးကိုပြောဆိုစရာဖြစ်နေပြီးတော့ပြီးခဲ့တဲ့2024ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲခမ်းနားမှာလည်းဖိတ်ကြားခြင်းမခံခဲ့ရတဲ့ဇက်ပိုဇက်ရန်နဲ့အနုပညာရှင်များစွာတို့ကလည်းရှိခဲ့တာဖြစ်ပြီးတော့ဒီချိန်မှာလည်းပွဲတစ်ခုကထပ်မံပေါ်ထွက်လို့လာခဲ့တာလည်းဖြစ်ပါတယ်။အခု2025ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့လာမယ့်ဖေဖော်ဝါရီလ9ရက်နေ့စနေနေ့ည6နာရီအချိန်မြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန1 MICC1 နေပြည်တော်မှာပြုလုပ်ကျင်းပသွားတော့မှာဖြစ်ကြောင်းကိုလည်းအားလုံးသိရှိပြီးသားဖြစ်တယ်လို့အခုလိုမျိုးဖိတ်ကြားခြင်းမခံခဲ့ရတဲ့အမှုပညာရှင်တွေထံကမကျေနပ်ချက်တွေနဲ့ပတ်သက်ပြီးတော့အကယ်ဒမီပွဲကိုစီစဉ်သူဦးဆောင်သူတဦးဖြစ်တဲ့ချမ်းသာကြည်စိုးကသူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာအခုလိုမျိုးပဲရေးသားဖော်ပြလာခဲ့တာလေးဖြစ်ပါတယ်။သူ့ရဲ့ဖော်ပြချက်တွေထဲမှာလက်တလောရင်ဆိုင်နေရတဲ့မကျေနပ်ချက်တွေကတော့အရင်နှစ်တွေတုန်းကဖိတ်တယ်အခုမပါဘူး။ဟုတ်ကဲ့ပါ။ယင်းနှစ်တွေတုန်းကတက်ဖူးပြီးသားမို့လို့မတက်ဖူးသေးတဲ့သူတွေကိုနေရာပေးတယ်လို့ပဲသဘောထားကြည့်ပေးပါ။ရုံတင်ကားတွေမှာပါရသားနဲ့ဘာလို့မဖိတ်တာလဲဆိုတာကိုတော့ထိုင်ကုန်နေရာကန့်သက်ချက်ကြောင့်ရုံတင်ကားပါသူတွေကိုဦးစားပေးအဆင့်လိုက်တာရွေးဖိတ်ပါတယ်။ဦးစားပေးအဆင့်တွေကခေါင်းဆောင်ပါဝင်သူတရုတ်ဆောင်များနဲ့ဒရိုက်တာအရေးပါသောဇက်ဖို့တရုတ်ဆောင်များဇညွန်ဓာတ်ပုံတီးဖြတ်တိဂီတာအတန်ပညာရှင်များရုပ်ရှင်အစည်းအဝေးဝင်များသာဆိုပြီးတော့လေရေးသားဖော်ပြလာခဲ့တာဖြစ်ပြီးတော့အခုလိုမျိုးချမ်းသာကြည်ဆိုရဲ့ရေးသားဖော်ပြမှုဖြည့်ရှင်းချက်ကိုတော့နေထူးတိုင်းအနေနဲ့ပြန်လည်မျှဝေလာပေးခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ပြောဆိုမှုတွေထဲမှာဥဆောင်သူတယောက်ရဲ့ဖြည့်ရှင်းချက်သဘောထားကြည့်ပေးကြပါခင်ဗျာတဲ့အရေးပါသောဇက်ဖို့တရုတ်ဆောင်များဖြစ်အောင်သာစူးစမ်းကြပါဆိုပြီးတော့လေခုလိုမျိုးမျှဝေလာခဲ့တာဖြစ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းချက်ပေါ်မှာလည်းအများပြည်သူနဲ့အတူအမှုပညာရှင်တော်တော်များများကဝေဖန်ပြောဆိုမှုတွေရှိနေပြီးတော့အရေးပါသောဇက်ပိုလေးဖြစ်အောင်သာတရုတ်ဆောင်တွေစူးစမ်းကြဖို့လိုပြီးဆိုပြီးတော့ခနဲ့တက်မှတ်ချက်တွေကလည်းအထူးရှိလို့နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာဆိုလို့ရှိရင်တော့လာမယ့်9ရက်နေ့မှာပဲမြန်မာရုပ်ရှင်ထူးချွန်ဆု2025ခုနှစ်အတွက်ချီးမြှင့်ပွဲခမ်းနားကပြုလုပ်ကျင်းပတော်မှာနဲ့အညီဒီရက်ပိုင်းတွေထဲမှာကောလာဟလသတင်းအချို့ဟာလည်းပြန့်နှံ့နေပြီးတော့ဆုရရှိမဲ့အမျိုးသားမျိုးသမီးဇက်ဆောင်စုတွေကိုလည်းထွက်ပေါ်လို့နေတာလည်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဒီနေ့ကြောင်လေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စူပါကျော်မီဒီယာပရိသတ်ကြီးတို့မသိလိုက်ရမရှိရလေအောင်ဖော်ပြတင်ဆက်ဝေမျှပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့အတွေးမိထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ဒုတိယချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ